ငွေဆောင်ပေါ်တာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုအနောက်တိုင်းစေပညာကိုပထမဆုံးယူလာပြီးတဲ့ပုဂ္ဂိုလ်မြန်မာနိုင်ငံရဲ့ပထမဆုံးဆရာဝန်လို့ပြောလို့ရတဲ့ကျွန်တော်တို့မွန်လူမျိုးဒေါက်တာရှုံးလူအကြောင်းကိုတင်ဆက်ပေးကြပါမယ်ဒေါက်တာရှုံးလူအကြောင်းကိုစာအုပ်တွေပေါ်ထဲမှာရောအွန်လိုင်းပေါ်မှာရောဖတ်ဘူးမှတ်ဘူးတဲ့လူလည်းရှိကြမှာပေါ့လေဒါပေမဲ့ကျွန်တော် blog ကတော့ဆရာအကြောင်းကိုမသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပြီးတင်ဆက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့မွန်နယ်မှာပေါ့နော်ဒေါက်တာရှုံးလူကိုဘယ်လိုသိကြလဲဆိုတော့အကျဲနှုတ်လို့သိကြတယ်အကျဲဆိုတာကဆရာနှုတ်ဆိုတဲ့အကြီးပေါ့နော်ဆရာကြီးပေါ့ဘာကြောင့်ဒီအကျဲနှုတ်ဆိုတဲ့အသုံးနှုန်းဖြစ်လာလဲဆိုတာကိုကျွန်တော် blog မှာဆက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒေါက်တာရှုံးလူကိုဗမာမွေးလဲဆိုတော့1839ခုနှစ်မော်မြန်မြို့ဒီတဝဲတရာထိပ်ပေါ့နော်အခုတန်လွင်ရုပ်ရှင်ရုံရှေ့နားမှာရှိတဲ့မြေကွက်လက်လေးမှာမွေးတာပေါ့နော်အရင်တော့ဒီနေရာတွေကဗြိတိရှအစိုးရခေတ်မှာဆိုဗြိတိရှအစိုးရအုပ်ချုပ်ခဲ့တဲ့နေရာတွေပေါ့လေဆရာရဲ့အဖေကနာရွှေသက်အမေကမိဖွာလှဒေါက်တာရှုံးလူကထူးခြားချက်ကမွန်တော်များများကဗုဒ္ဓဘာသာပေါ့လေဒါပေမဲ့သူတို့ကြတော့ဗုဒ္ဓဘာသာမဟုတ်ဘူးခရစ်ယာန်ဘာသာကိုတက်ဝင်ယုံကြည်တဲ့ခရစ်ယာန်ဘာသာဝင်တွေပေါ့ဒေါက်တာရှုံးလူရဲ့အဖေနာရွှေသက်ကသူကအင်္ဂလိပ်စာရောမြန်မာစာမွန်စာရောအရန်ကျွမ်းတဲ့ပညာတတ်တစ်ယောက်ပေါ့လေဒါကြောင့်သူကအင်္ဂလိပ်ဒီအုပ်ချုပ်တဲ့ဒီမော်လမြိုင်မှာဆိုရင်အင်္ဂလိပ်စစ်ဗိုလ်တွေကိုဗမာစာသင်ပေးရတဲ့လူမွန်စာသင်ပေးရတဲ့လူမျိုးဘာသာပြန်ဆရာကြီးပေါ့ဒေါက်တာရှုံးလူရဲ့လို့ဖြစ်လာရဖို့အဓိကတွန်းအားပေးတဲ့အကြောင်းတရားကဘာလဲဆိုတော့ဒီမင်းရှောလူပေါ့နော်သူ့ရဲ့အိမ်နီးနားချင်းကဂျက်ဆင်ပါအားလုံးလည်းကြားဘူးပါမှာဂျက်ဆင်ဆိုတာမြန်မာပြည်မှာအရန်ကိုနာမည်ကြီးတဲ့ပညာရှိပေါ့နော်သူကအမေရိကန်ကနေမြန်မာပြည်ကိုတာသနာပြုရောက်လာတဲ့ခရစ်ယာန်ဒီဘာသာရေးဆရာကြီးပေါ့နော်သူကဘာကြောင့်မြန်မာပြည်မှာနာမည်ကြီးပြီးအကျိုးကျေးဇူးကြီးလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိသုံးတဲ့အင်္ဂလိပ်အဘိဓမ္မာတွေအင်္ဂလိပ်ပါဠိအဘိဓမ္မာအင်္ဂလိပ်မြန်မာအဘိဓမ္မာတွေစသဖြင့်စကားလုံးဝဟာတော်တော်များများကဆရာကြီးဂျက်ဆင်ရဲ့ဘာသာပြန်ဆိုချက်တွေပါအခုရန်ကုန်တက္ကသိုလ်ထဲမှာဆိုလဲဂျက်ဆင်ဆိုတဲ့ဖျားကြောင်ရှိတယ်ဗောလေတော်တော်များများလဲရောက်ဘူးကြမှာပါတချင်းတော်ရှိတယ်ဂျက်ဆင်ထိတ်ကလာရိပ်ပြာဆိုပြီးတော့အဲ့ဒီဂျက်ဆင်ပါမစ္စတာဂျက်ဆင်ကသူကမော်လမြိုင်မှာတာသနာပြုလုပ်တဲ့အချိန်မှာမင်းရှောလူနဲ့အိမ်နာချင်းဖြစ်တဲ့မစ္စတာဂျက်ဆင်ကနေပြီးတော့သူတို့ခရစ်ယာန်ချင်းလည်းဖြစ်တော့နိုင်ငံခြားအကြောင်းကိုအများနဲ့ပြောပြတယ်အနောက်နိုင်ငံမှာစေပညာတွေဘလူးထွန်းကားလဲသိပ္ပံပညာတွေဘလူးထွန်းကားလဲဒါကြောင့်မင်းရှောလူကသူလည်းနိုင်ငံခြားမှာစာတော့တင်နေတဲ့စိတ်တွေတဖွာဖွာဖြစ်ဒီလိုနဲ့အသက်18နှစ်ရောက်တဲ့အချိန်မှာဒီမစ္စတာဂျက်ဆင်ရဲ့တိုက်တွန်းချက်ကြောင့်ပေါ့နော်အစကတည်းကဒီနိုင်ငံခြားပညာတော်သင်သွားဖို့စာတော့တင်ဖို့စိတ်ရှိနေတဲ့မင်းရှောလူကဘာလုပ်လဲဆိုတော့အိမ်ကရတဲ့လက်စွပ်လေးဗမာလက်စွပ်တကွင်းကိုယူပြီးတော့ရောင်းပြီးတော့အိန္ဒိယနိုင်ငံကလကတာကိုထွက်သွားတယ်အသက်18နှစ်ပဲရှိသေးတယ်အိန္ဒိယကလကတာမှာစာသင်ဖို့ထွက်သွားတယ်အဲ့လိုထွက်သွားပြီးတော့ကလကတာမှာ2နှစ်လောက်စာသင်တဲ့အချိန်ပေါ့နော်ရအလုပ်ကိုလုပ်ရင်စာရင်သင်ရင်အဓိကသူကဆရာဝန်ဖြစ်ချင်တာပြီးရင်ကျောင်းဆရာဖြစ်ချင်တာအဲ့လိုမျိုးဘဝမျိုးလိုချင်တာပေါ့နော်ကန်ဆိုးတော့ဘာဖြစ်လဲဆိုတော့အိန္ဒိယမှာစစ်ဘာရီပုံကံမှုတွေဖြစ်တယ်စစ်ဘာရီဆိုတာကအင်္ဂလိပ်စစ်တပ်မှာအလုပ်လုပ်နေတဲ့အိန္ဒိယဝန်ထမ်းတွေအိန္ဒိယစစ်ဗိုလ်တွေရဲတွေပေါ့နော်မြန်မာကားကြည့်ပြီးတဲ့လူတွေသိမှာပါအင်္ဂလိပ်စစ်တပ်မှာဆိုအိန္ဒိယစစ်သားတွေဝင်ပြီးတော့ပါကြတယ်ဆိုတော့အဲ့ဒီအိန္ဒိယစစ်သားတွေကအိန္ဒိယမှာသူတို့အင်္ဂလိပ်ကိုပြန်ပုံကန်တာအဲ့တော့စစ်ပွားကြီးရေးခင်းဖြစ်တော့သူကမင်းရှောလူကသူကမြန်မာပြည်လည်းပြန်လို့မရဘူးပြန်လည်းမပြန်ချင်စာလည်းဆက်တင်ချင်တော့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီကနေတခြားနိုင်ငံကိုသွားဖို့ကြိုးစားတယ်ဒါပေမဲ့လက်ထမှာလည်းပတ်စံတပြားမှမရှိဘူးလူကလည်းအသက်က19နှစ်20ပဲရှိသေးတော့ဗောလေအဲ့ဒီအချိန်မှာကလကတာစိတ်ကမ်းမှာကအမေရိကန်ကိုထွက်ခွာမဲ့တင်မောတွေစိုက်ကတ်ထားတယ်ဘာကြောင့်ဆိုတော့အဲ့ဒီခေတ်ကအမေရိကန်တို့ဥရောပတို့သွားကြတယ်ဆိုရင်တင်မောကအမှသွားစီးရတယ်တိုက်ဆန်ဆိုင်ပဲအဲ့ဒီအချိန်မှာမြန်မာပြည်30မြို့မှာခရစ်ယာန်သာသနာပြုလုပ်နေတဲ့ဆရာမကြီးတယောက်ရှိတယ် Mrs. Maria Ingor ဆိုတာသူကနေပြီးတော့မင်းရှောလူကိုအဲ့ဒီတင်မောစိတ်မှာတွေ့တာ Mrs. Maria လို့ခေါ်တဲ့ဒီခရစ်ယာန်ဆရာမကြီးကတော့ဗမာပြည်လာမှန်းမင်းရှောလူကိုတန်းသိတယ်ပြီးတော့သူကမေးတယ်နင်ဘာဖြစ်နေလဲပေါ့နော်အဲ့ချိန်မှာမင်းရှောလူကသူကစာသင်နေတာအမေရိကသွားကျင်တယ်အဲ့မှာဆရာမကြီးကသူ့ကိုတနာပြီးတော့အမေရိကန်သွားလို့ရအောင်ကူညီပေးတယ်ဒါပေမဲ့ဆရာမကြီးမှလည်းပတ်စံမရှိတော့မလုပ်ရလဲဆိုတော့တင်မောကပတိန်မှာသွားပြီးတော့ခွင့်တောင်းရတယ်ဒီကလေးကိုခေါ်ပေးဖို့နောက်ဆုံးတင်မောကပတိန်ကနေပြီးတော့မောမှာမင်းရှောလူကိုဇပွဲထိုးအနေနဲ့လောက်ခိုင်းပြီးတော့လိုက်ပါခွင့်ပေးတယ်ပေါ့လေဒီလိုနဲ့မင်းရှောလူကအိန္ဒိယကနေပြီးတော့အမေရိကကိုရောက်သွားတယ်လမ်းမှာတော့တင်မောက4လလောက်စီးရတာပေါ့လေအဲ့တော့အမေရိကန်နိုင်ငံနယူးယောက်ကိုရောက်သွားတဲ့အချိန်မှာမင်းရှောလူကပြောရမယ်ဆိုပတ်စံမရှိဘူးအဲ့တော့သူ့ကိုခေါ်ရတဲ့ဒီခရစ်ယာန်ဓမ္မဆရာမကြီးကဘာလုပ်လဲဆိုတော့သူနဲ့ယင်းနှီးကျွမ်းဝင်တဲ့တက္ကသိုလ်တစ်ခုကပေါမောက်ခဘောနော်အတိဒီကုံတယ်တယောက်နဲ့အပ်ပေးပြီးတော့ဒီကလေးကိုပညာသင်ထောက်ပံ့ပေးဖို့အကူအညီတောင်းတယ်
အဲ့လိုနဲ့အဲ့ဒီလူတွေရဲ့ကုညီပံ့ပိုးပေးမှုနဲ့ပေါ့နော်မင်းရှော့လူကဟိုတက်တူဝင်ခွင့်အတွက်စူးစမ်းတာဘာလို့ဆိုအမေရိကန်မှာချက်ချင်းတက်တူဝင်ခွင့်မရဘူးလေဝင်ခွင့်မရတော့ဒီလိုစူးစမ်းနဲ့1859ခုနှစ်မှာသူကဘက်ကလဲတက်တူဝင်ခွင့်ရပါတယ်ဘာလို့သူကအင်္ဂလိပ်စာအခြေခံရှိပြီးသားဘာခရစ်ယာန်တိုင်းဝိုင်းကလည်းလာတယ်အဖေကိုတိုင်းကလည်းဘာသာပြန်ဆရာကြီးဆိုတော့အဲ့ဘက်ကလဲတက်တူမှာသူကဘာသာသင်ခွင့်ရလဲဆိုတော့ဒီတိတ်တံဘာသာပေါ့နော်ဟိုဓာတုဗေဒတို့ဘူမိဗေဒတို့အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအကြောင်းတို့စသဖြင့်အဲ့ဒီအချိန်မှာပဲတက်တိုက်ဆိုင်ဘာဖြစ်လဲဆိုတော့အမေရိကန်မှာပြည်တွင်းစစ်ဖြစ်တယ်အဲ့ဒီအချိန်ကသမ္မတလင်ကွန်းအုပ်ချုပ်နေတဲ့အချိန်မှာဂျွန်စနစ်ကိုဖျက်သိမ်းမယ်တစ်ဖက်ကလည်းဂျွန်မိုင်ရှင်နဲ့ဂျွန်စနစ်ကိုမဖျက်သိမ်းဘူးစသဖြင့်ပြိပခါတွေဖြစ်ပြီးတော့အမေရိကန်တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့ပြည်တွင်းစစ်ဖြစ်ကြတဲ့အချိန်မှာမင်းရှောလူကဂျာညက်ကိုအိန္ဒိယမှာနေတော့လည်းစစ်ပါရီပြဿနာကြောင့်စာအုပ်ဆုံးအောင်မတင်ခဲ့ရဘူးအမေရိကန်ရောက်တော့လည်းဟိုမှာအမေရိကန်ပြည်တွင်းစစ်နဲ့ထပ်ကြုံတယ်ဒါပေမဲ့ तू ကစိတ်ထဲမကြောက်ဘူးမြန်မာပြည်လည်းမပြန်ဘူးအဲ့မှာကြုံတယ်လို့အလုပ်တွေရှောက်လုပ်တယ်ပေါ့နော်ဟိုဘယ်လိုတွေလုပ်ရလဲဆိုတော့ဟိုပမောက္ခတူရဲ့အိမ်မှာဟိုတနာယူ20ဆင်းလို့ဘာလို့ရတဲ့ပတ်စံလေးနဲ့ဟိုအသက်မဝင်ကြောင်လုပ်ရတာပေါ့လေအဲ့လိုနဲ့အမေရိကန်ပြည်တွင်းစစ်ပြီးသွားတဲ့အချိန်မှာကျောင်းတွေပြန်ဖွင့်တော့ तू ကကျောင်းဆက်တက်တယ်အဲ့ချိန်မှာနေတဲ့နှစ်တည်းကလည်းနည်းနည်းများလာပြီဆိုတော့အနီးနားကလည်းတွားတက်လာတက်ပြီဆိုတော့ဘာလုပ်လဲဆိုတော့ तू ဟောပြောလိုက်လုပ်တယ်ပတ်စံရှာတယ်မြန်မာနိုင်ငံအကြောင်းကို तू လိုက်ဟောတယ်မြန်မာနိုင်ငံမှာဗရမ ्यां တွေထွက်တယ်ကျောင်းစိမ်းတွေထွက်တယ်ဟိုတစ်တော်တွေရှိတယ်စသည်ဖြင့်ကျွန်းသစ်တွေထွက်တယ်လူတွေကလာနားထောင်တယ်ပေါ့နော်ဟိုတချို့စိတ်ဝင်စားတဲ့လူတွေအဲ့ဒီကနေမှ तू ကအလူငွေလိုမျိုးရပြီးတော့သူ့ကျောင်းစိတ်ကို तू ပြန်ရှာတာဒီလိုနဲ့မင်းရှောလူက1864မှာဘက်ကလဲတက်တူကနေပြီးတော့ BA ဘွဲပေါ့နော်ဝိဇ္ဇာဘွဲရတယ်ဒါပေမဲ့ तू ကအဲ့လောက်နဲ့ तू ကမသိသိဘူးဘာကြောင့်လဲဆို तू ကဆရာဝန်ဖြစ်ချင်တာဒါပေမဲ့အမေရိကန်မှာချက်ချင်းစေးကြောင်းတက်ခွင့်မရတဲ့အတွက် तू က BA တန်းမှာပေါ့နော်အခုလိုမျိုးအချိန်လေးပေးလိုက်ရတာ9နှစ်လောက်ပြီးမှ तू ကအဲ့ဒီအချိန်မှာမလုပ်လဲဆိုတော့ Ohio မှာရှိတဲ့ဒီ Cleveland Medical College ကိုဝင်ခွင့်လျှောက်အဲ့ဒီစေးကြောင်းကိုဝင်ခွင့်လျှောက်တဲ့ချိန်မှာ तू ကဝင်ခွင့်ရတယ်အဲ့ဒီချိန်ကျမှ तू ကစေးပညာကိုစတင်ခွင့်ရတာနောက်ဆုံးအမှတင်တဲ့နောက်ဆုံး3နှစ်ကြာတဲ့အချိန်မှာဒီ Cleveland Medical College ကနေပြီးတော့ Doctor of Medicine ဆိုတော့ဆရာဝန်ဘွဲကိုရတာပေါ့လေကျွန်တော်တို့မြန်မာနိုင်ငံမှာဆို MBBS လို့သုံးတယ်ဒါပေမဲ့သူတို့မှာကြတော့ဒီဆရာဝန်ဘွဲကို Doctor of Medicine MD ဆိုပြီးတော့သုံးတာပေါ့လေအဲ့တော့အဲ့ဒီအချိန်မှာမင်းရှောလူက BA ဘွဲလည်းရပြီးဆရာဝန်ဘွဲလည်းနောက်ထပ် MD လည်းထပ်ရတာပေါ့နော်တစ်ချိန်တည်းမှာပဲသူကအရင်ပထမဆုံးတက်ခဲ့တဲ့ဒီဘက်ကလေးတက်တူဝါမှာလည်းမဟာတန်းအတွက်သူကကြံပြုလုပ်နေတာအဲ့ဒီအချိန်မှာဒီမှာလည်းဆရာဝန်ဘွဲရပြီးတဲ့အချိန်မှာဟိုဘက်တက်တူဝါကြီးလည်းဒီမဟာဘွဲ MA ထပ်ပြီးရတယ်ဆိုတော့ဘက်ကလေးကနေသူက BA ဝိဇ္ဇာဘွဲ MA မဟာဝိဇ္ဇာဘွဲရတယ် Cleveland တက်တူဝါနေပြီးတော့ဒီစေပညာဘွဲပေါ့နော်ဒေါက်တာမက်ဒီဆင်ရတယ်ဘွဲ3ဘွဲရတယ်အဲ့အချိန်မှာပညာလည်းစုံပြီးဆိုတော့မင်းရှောလူကမြန်မာပြည်ပြန်ဖို့သူကစိတ်ကူးတယ်ဘာကြောင့်လဲဆိုသူတက်ထားတဲ့ပညာကိုမိခင်ကြီးသူ့ရဲ့ဒေတာသူ့ရဲ့လူမျိုးကိုပြန်အကျိုးပြုချင်တာဒီလိုနဲ့သူကမြန်မာပြည်ပြန်ဖို့ပြင်ဆင်တဲ့အချိန်မှာအမေရိကန်အဲ့ဒီအချိန်မှာသမ္မတဖြစ်နေတဲ့မစ္စတာဂျွန်ဆင်နဲ့တွေ့ခွင့်ရတယ်ဘာကြောင့်တွေ့ခွင့်ရလဲဆိုတော့မစ္စတာဂျွန်ဆင်ကနိုင်ငံခြားပညာတော်သင်ကျောင်းသားတွေသူကအများအားခေါ်တွေ့တယ်အဲ့ဒီနိုင်ငံရဲ့အကြောင်းကိုမေးမြန်းတယ်စူးစမ်းတယ်စသဖြင့်အဲ့လိုနဲ့သူကမင်းရှောလူနဲ့လည်းတွေ့တဲ့အချိန်မှာသူကမင်းရှောလူကိုအရန်သဘောကျတယ်ဒါကြောင့်မင်းရှောလူမြန်မာပြည်ပြန်လာတဲ့အချိန်မှာသူကဘာလုပ်လဲဆိုတော့အမေရိကန်သမ္မတတဝန်လွှာတစ်စောင်မြန်မာနိုင်ငံနဲ့ချစ်ကြည်ရေးဆိုတော့သူကပေးလိုက်တယ်အဲ့ဒီအချိန်မှာမြန်မာပြည်မှာအုပ်ချုပ်နေတာအထက်မြန်မာပြည်မှာကမင်းတို့မျိုးအောက်မှာပြည်ကတော့အင်္ဂလိပ်တွေတင်ထားတာပေါ့နော်မင်းတို့မင်းစီကိုအမေရိကန်သမ္မတဂျွန်ဆင်ကနေပြီးတော့ချစ်ကြည်ရေးတဝန်လွှာပေးတယ်ပေါ့နော်အဲ့ဒီတဝန်လွှာကိုမင်းရှောလူကယူပြီးပြန်တော့သူကချက်ချင်းမပြန်မနဲ့သူကကမ္ဘာနိုင်ငံတွေလေးလာကျွန်တော်ဘာလုပ်လဲဆိုတော့ဥရောပကိုလာတယ်ပြင်သစ်တို့အင်္ဂလန်တို့စသဖြင့်ဥရောပနိုင်ငံတွေလိုက်လေတယ်ပြီးတော့အဲ့ဒီကနေအိန္ဒိယကိုပြန်တယ်လမ်းထဲမှာလည်းသီရိလင်္ကာနိုင်ငံတို့ဘာလို့ဝင်ခဲ့သေးတယ်ပြောရရင်ကမ္ဘာနိုင်ငံတွေလေးလာတော့ဗောလေဒီသူကပညာလဲစုံပြီးကမ္ဘာဘူဒ္ဓလည်းရှိပြီးဆိုတော့အဲ့ချိန်ကျမှအမိမိကိုပြန်လာတဲ့သဘောပေါ့ဒီလိုနဲ့1868မှာဗောနော်မင်းရှောလူကရန်ကုန်ကိုပြန်ရောက်တယ်ပြန်ရောက်ပြီးတော့သူကဒီမစ္စတာဂျွန်ဆင်အမေရိကန်သမ္မတရဲ့တဝန်လွှာကိုယူပြီးတော့နေပြီးတော့မန္တလေးတက်သွားတယ်မင်းတို့မင်းနဲ့တော့တွေ့တယ်မင်းတို့မင်းကလည်းအဲ့ချိန်မှာအရန်ကိုအားရတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံအင်္ဂလိပ်တွေကတပိုင်းသိမ်းထားပြီးတဲ့အချိန်မှာမင်းတို့မင်းကိုယ်တိုင်ဟိုနိုင်ငံခြားတန်တမန်တွေနဲ့ဟိုအင်္ဂလိပ်မဟုတ်တဲ့နိုင်ငံတွေနဲ့ချစ်ကြည်ရေးတည်ဆောက်ချင်တယ်ကိုယ်နိုင်ငံကိုကာကွယ်ဖို့ပေါ့နော်တိုင်းနဲ့နိုင်ငံလှုပ်ချင်တယ်အဲ့ဒီအချိန်မှာအမေရိကန်နဲ့အခုလိုမျိုးအဆက်အသွယ်ရတော့မင်းတို့မင်းကတအားဝန်တာသွားတယ်ဝန်တာတော့ဘာလုပ်လဲဆိုတော့မင်းရှောလူကိုသူကလုံးဝကိုဥယျာဉ်တော်မှာအိမ်နေပေးပြီးတော့သူကောင်းပြုတ်တယ်ပေါ့နော်ချီးမြှင့်တယ်ဒီလိုနဲ့မင်းရှောလူက20လောက်ပဲအမှနေတယ်ဘာကြောင့်လဲဆိုတော့သူကမပျော်ဘူးဘယင်ကချီးမြှောက်ပေမဲ့မင်းတို့မင်းကဟိုနေရာပေးရင်ပဲဘာကြောင့်မပျော်လဲဆိုတော့ तू ကစိတ်ကုချင်တယ်
သူတက်တာပညာကိုတုံးချခြင်းနဲ့ဒီလိုနဲ့သူမင်းတို့မင်းကိုခွင့်တောင်းတယ်ကျွန်တော်ကိုပြန်ဝင်ပြပါပေါ့နော်သူအောက်မှာပြီးဒီအင်္ဂလိပ်ပိုင်နဲ့ဖြစ်တဲ့ဒီမွန်ဒေတာကိုပြန်မယ်ပြီးရင်သူစေကူတဲ့လှုပ်ချင်တယ်ဆိုတော့မင်းတို့မင်းကခွင့်ပြုလိုက်တယ်အဲ့လိုနဲ့မင်းရှောလူကမင်းနေပြီးတော့မန္တလေးကနေပြီးတော့ပြန်လာတော့ရန်ကုန်မှာအလုပ်ရှာအသက်ကအဲ့ဒီအချိန်မှာ30လောက်ဖြစ်ပြီဘာကြောင့်လဲဆိုတော့ तू ကအိန္ဒိယမှာ2နှစ်ကြာတယ်အမေရိကန်မှာ10နှစ်ကြာတယ်နိုင်ငံခြားပြည်တော်အသင်းမှာပဲ12နှစ်လောက်ကြာသွားတယ်ငကိုကထွက်သွားတဲ့အချိန်မှာ18နှစ်ဆိုတော့ပေါင်းလိုက်ရင်အသက်က30နီးပါးဖြစ်နေပြီပေါ့လေအရွယ်ကောင်းပေါ့ပညာလည်းစုံပြီဆိုတော့အဲ့မှာအင်္ဂလိပ်တွေအုပ်ချုပ်တဲ့ဒီရန်ကုန်မှာ तू ကအလုပ်လျှောက်တယ်ရန်ကုန်စေယုံကြီးတို့ဘာတို့ဒါပေမဲ့အင်္ဂလိပ်တွေကသူ့ကိုအလုပ်မပေးဘူးသူ့ဘွဲတွေကအမေရိကန်ကဘွဲဖြစ်နေတာလည်းပါတယ်ပြီးတော့အမေရိကန်သမ္မတဂျွန်ဆင်ကဟိုချစ်ကြည်ရေးတော်တော်ပေးခဲ့တဲ့လူကြောက်လည်းမယုံတာလည်းပါတယ်အမေရိကန်တရှူဖြစ်နေမှာစိုးလို့ပေါ့နော်တစ်ဖက်မှာလည်းမင်းတို့မင်းကိုယ်တိုင်ချီးမြှောက်ထားတဲ့လူဆိုတော့အင်္ဂလိပ်တွေကသူ့ကိုလုံးဝအလုပ်မပေးဘူးဒီလိုနဲ့ तू ကရောင်ပေးဖြစ်ပြီးတော့ရန်ကုန်မှာတစ်နှစ်လောက်တောင်တင်တော့ပေါ့နော်အလုပ်လည်းမမေရမရှိဘဲနဲ့ရန်ကုန်မှာတောင်တင်နေနေသူကအင်္ဂလိပ်စာလည်းစကားပြောလဲတက်တယ်ပညာလည်းတက်တယ်ပြီးတော့ခရစ်ယာန်တိုင်းဝမ်လည်းဖြစ်တဲ့အတွက်တော်လေးကိုဝင်ဆန့်တယ်ပေါ့နော်ဝင်ဆန့်တော့အင်္ဂလိပ်စစ်ဖို့သူရဲ့သမီးနဲ့ချွတ်ချွန်းဝင်ပြီးတော့အိမ်အောင်ကြတယ် Mrs. Parera နဲ့ပေါ့နော်ဒီလိုနဲ့အလုပ်လည်းမရှိမိမလည်းရသွားတော့ရန်ကုန်မှာဆက်နေဖို့အဆင်မပြေတာနဲ့မင်းရှောလူကမော်မြိုင်ကိုပြန်သွားတယ်ဒါပေမဲ့မော်မြိုင်မှာလည်းစေကန်းဖွင့်ဖို့အဆင်မပြေတာနဲ့ဘာလုပ်ရလဲဆိုတော့မော်မြိုင်တစ်ဖက်ကမုတ်တမမှာကိုပိုင်ကျောင်းဖွင့်တယ်ကျောင်းသား30လောက်ကိုစာသင်တယ်6လလောက်ကြာတဲ့အချိန်မှာမော်မြိုင်မှာရှိတဲ့ဒီအမေရိကန်သာသနာပြုကျောင်းကနေပြီးတော့ဟိုဆရာခေါ်လို့အဲ့ဒီမှာပဲအလုပ်ပြန်လုပ်ရင်းနဲ့သူကလေးတွေသူပြုစုတယ်ပေါ့နော်အဲ့ချိန်မှာမင်းရှောလူကသားသမီးတွေတယောက်ပြီးတယောက်မွေးတာဒီ Mrs. Parera နဲ့ဆိုရင်မင်းရှောလူကဒီကလေး9ယောက်လောက်ရတယ်ပေါ့လေအဲ့လိုနဲ့10နှစ်လောက်ကြာတဲ့အချိန်မှာမော်မြိုင်မှာအလုပ်လုပ်ပြီးတော့နေတရက်မှာကြတော့သူ့စီစာတစ်စောင်ရောက်လာတယ်အဲ့ဒီစာဘရူးစီကလဲဆိုတော့သူ့ကိုအမေရိကန်ခေါ်သွားဖို့ကူညီပေးခဲ့တဲ့30မြို့ကတာဝန်ထမ်းဆောင်နေတဲ့ဒီခရစ်ယာန်ဆရာမကြီးပေါ့နော်သူ့ရဲ့ကျေးဇူးရှင်သူအမေရိကန်သွားလို့ရအောင်အိန္ဒိယမှာတင်မောဘောတင်ပေးခဲ့တဲ့ဆရာမကြီးကသူ့ရဲ့30မြို့မှာရှိတဲ့ခရစ်ယာန်သာသနာပြုကျောင်းမှာဆရာလာလုပ်ပေးဖို့အကူအညီတောင်းလို့မင်းရှောလူကအဲ့ဒီချိန်မှာမော်လမြိုင်ကနေအလုပ်ထွက်ပြီးတော့သူက30မြို့မှာခရစ်ယာန်သာသနာပြုကျောင်းမှာသွားပြီးအလုပ်လုပ်တယ်3နှစ်လောက်ဆရာမကြီးကိုကျေးဇူးဆက်တယ်ပေါ့လေပြီးတော့အဲ့ဒီကနေပြန်လာပြီးတော့ရန်ကုန်မှာအလုပ်လုပ်တယ်ဒီလုပ်ရည်ကိုင်းရည်တွေကိုအင်္ဂလိပ်အစိုးရကသဘောတော်ကြတယ်။ဘာကြောင့်ပညာကလည်းအရန်တက်တာ哦။ဒါကြောင့်သူ့ကိုအလုပ်ကိုင်ရာလူကြီးပေးတယ်။ဒါပေမဲ့ तू ကလက်မခံဘူး။လက်မခံမနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီကနေမော်မြိုင်ကိုပြန်ပြီးတော့မော်မြိုင်မှာရှိတဲ့အမေရိကန်သာသနာပြုဆေးရုံမှာရှိတဲ့ဒီတူနာပြုဆရာမကြီးအကူပေါ့နော်။အကူဆရာဝန်တွေနဲ့ तू ကအလုပ်လုပ်တယ်။တစ်ဖက်မှာလည်းသူ့အိမ်မှာ तू ကကိုယ်ပိုင်စေကန်းဖွင့်တယ်။ဆိုတော့အဲ့ဒီအချိန်ကြာမှဒီဆရာဝန်ဆိုရက်ရိုးရောက်လာတာပေါ့လေ။ပြောရမယ်ဆိုရင်အရင်တောင်းလျှောက်ဒီကျောင်းဆရာလှုပ်လိုက်ခရစ်ယာန်သာသနာပြုကျောင်းမှာလှုပ်လိုက်စသည်ဖြင့်ကျင်လည်နေနေအဲ့ဒီအသက်ဟိုရွယ်ပိုင်းခြား40ကျော်တဲ့အချွေရောက်လာမှဒီစေးကူတဲ့အလုပ်ကိုဇောက်ချပြီးတော့အိမ်မှာလုပ်တာအိမ်မှာစေကန်းဖွင့်တယ်အဲ့ဒီအချိန်မှာပမအိမ်တော်ပေါ့နော် Mrs. Parera အင်္ဂလိပ်စစ်ဗိုလ်ရဲ့သမီးကစုံပါသွားတာပေါ့လေအငယ်ဆုံးသမီးလေးမွေးတဲ့အချိန်မှာဆုံးသွားတယ်အဲ့ချိန်မှာကိုသားသမီး9ယောက်လောက်ရပြီနောက်2နှစ်ကြာတဲ့အချိန်မှာမင်းရှောလူကပေါ့နော်အဲ့ချိန်မှာတော့ဒေါက်တာရှောလူဖြစ်နေပြီနော်သူကကိုပိုင်စေကန်းဖွင့်ပြီးတော့စေကုနေပြီဆိုတော့နောက်ထပ်အိမ်အောင်ပြုတ်တယ်ဒေါ်ရွှေနဲ့ပေါ့နော်ဒီဒေါ်ရွှေနဲ့လည်းသားသမီး3ယောက်ထပ်ပြီးထွန်းကားတယ်ဒေါက်တာရှောလူကစုစုပေါင်းသားသမီး10ယောက်ရှိတယ်လို့ပြောလို့ရတာပေါ့လေဆိုတော့ဒါကဒေါက်တာရှောလူကအစင်ပေါ့နော်မော်မြိုင်မှာစေကန်းပြန်ဖွင့်ဖို့ရောက်လာတဲ့အကြောင်းကိုကျွန်တော်ပြောတာပါအဲ့ဒီချိန်မှာ तू ကဘာဖြစ်ဆိုတော့မော်မြိုင်မြို့မှာရှိတဲ့အင်္ဂလိပ်အရေးပိုင်တွေကဆိုသူ့ကိုအရန်လေးစားတယ်သူ့ရဲ့စိတ်စေတနာပြီးရင်လူနာတွေပေါ်မှာအရန်ကိုသဘောကောင်းတယ်ဒါကြောင့်လူနာတွေကသူ့ကိုပတ်စံပေးခြင်းပေးမပေးခြင်းနေ तू ကစိတ်ကူးနေရရင်ပြီးရော तू တက်ထားတဲ့ပညာ तू သုံးချနေရရင်ပြီးရောညဘက်လာခုံလဲသွားတာပေါင်လို့တထုံလို့အားလုံးမျိုးဟိုဘက်ဆိုရင်မူတုံလို့ကြိုက်မျိုးလို့အဲ့တော့သူ့နာမည်ကိုလူတွေကမခေါ်တော့ဘဲနဲ့ဘလို့ပဲခေါ်လဲဆိုအတက်နှုတ်တဲ့ပလောက်ရဲ့ဆရာကြီးလာပြီးအခုတဲ့နှုတ်အတုံးတဲ့နှုတ်စသည်ဖြစ်ပေါ့နော်ဆရာကြီးကိုတော့ပင်းလိုက်သွားပင်းညဘက်တော့ပင်းတယ် तू ကညဘက်လိုက်တယ်စိတ်ကူးရရင်ပြီးရောအလောက်ထိကိုစိတ်စေတနာပြင်းပြတော့လေပြီးရင် तू ကဟိုခက်တော့ကားတွေရထားတွေအခုလိုမျိုးမစီကားပြီးတော့ तू ကမြင်းနဲ့သွားတာစိတ်လိုက်ကူရင်ညဘက်ဆိုလည်းမြင်းနဲ့အမြင်းမစီးနိုင်တဲ့နေကြရင်ဟိုမြင်းလှဲနဲ့ပေါ့နော်အဲ့လိုမျိုးကြုံလို့သွားတာနောက်ဆုံးမိန်းမကတားယူရတယ်ဟိုစိတ်ကူတာလည်းကုပေါ့နော်ညအချိန်တော့မသွားပါနဲ့မိန်းမက तू ကဒေါ်ရွှေပြန်ပြောတယ်သူ့ကိုမတားနဲ့ပေါ့နော်ဒီအချိန်လေးပဲ तू ကလူတွေရဲ့အသက်ကိုကဲတင်ဝင်ရတာသူစိတ်ကူတာစိတ်ကူလည်းကြုံတဲ့နေရာမှာအင်ကြီးဝတ်စရာမရှိနေ तू ဝတ်တာတဲ့ကုတ်အင်ကြီးချွတ်ပေးတာအဲ့လိုမျိုးပေါ့နော်ပြောရရင်တစ်ဖက်မှာတော့မော်နယ်မှာရှိတဲ့အမေရိကန်သာသနာပြုခရစ်ယာန်ဟိုမှာလဲ तू က
အုပ်ချုပ်ရေးဖွဲ့ဝင်လုပ်တယ်မော်လမြိုင်အုပ်ချုပ်ရေးမျိုးအဖွဲ့ဝင်လည်းလုပ်တယ်တစ်ဖက်မှာလည်းအချိန်ရတယ်လို့စေကူတယ်ပြီးရင်အဲ့ဒီအမေရိကန်စေယုံလို့ပါအားရင်သူကစေတနာဝန်ထမ်းဆရာဝန်လုပ်တယ်ပြောရင်ငွေရှာဖို့ဆိုတာထက်သူတက်ကျွမ်းလာတဲ့ပညာရက်ကိုအသုံးချတာဒါကြောင့်ကျွန်တော်တို့မုံလူမျိုးတွေကအဲ့ဒီခေတ်အိတ်ကာလာကလူတွေကသူ့ကိုတော်တော်လေးချစ်ပြီးတော့တော်တော်လေးကြည်ညိုကြတယ်ဗုဒ္ဓဘာသာဝင်မဟုတ်တော့မှသူ့ကိုဗုဒ္ဓဘာသာဝင်တယောက်လိုမျိုးကိုကိုးကွယ်ကြတယ်နောက်တော့သူအသက်90 1929မှာသူကွယ်လွန်သွားတဲ့အချိန်မှာလဲတအားကိုသူ့ရဲ့အတုပကစီတာခရိယန်အတိုင်းဝိုင်းလဲအကုန်လာတာပြီးရင်အန်ဩဇာကောင်းတဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေကစကြွတာ။ဘာကြောင့်လဲဆိုတော့သူကခရိယန်တယောက်ဆိုပေမဲ့ဗုဒ္ဓဘာသာရေးပေါ်မှာလည်းအများကြီးအကျိုးပြုခဲ့တယ်။အကျဉ်းနှုတ်ကပြောရင်ကျွန်တော်မုံလူမျိုးအတွက်တန်ဖိုးမဖြတ်နိုင်တယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာလည်းဒါပထမဆုံးဆရာဝန်ပဲ။ပြီးရင်သူကမှတ်တမ်းတစ်ခုရှိသေးတယ်။အမေရိကန်နိုင်ငံကိုပထမဆုံးတွားခဲ့တဲ့မြန်မာပညာတော်သင်။ပြောရင်အမေရိကန်နိုင်ငံမှာစာပထမဆုံးသင်ခွင့်ရခဲ့တဲ့မြန်မာနိုင်ငံသားကမင်းရှောလူပဲဒေါက်တာရှောလူပဲအကျဉ်းနှုတ်ပဲ။ဒါကြောင့်ဒီဟာကကျွန်တော်တို့လူမျိုးအတွက်လည်းတိတ်ရုပ်ဂုဏ်ယူစရာကောင်းလို့ကျွန်တော်နိုင်ငံအတွက်လည်းတမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်သူ့အကြောင်းကိုဒီနေ့မှာလက်လန်းမီတလောက်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တန်ခွန်ပုံမလွန်တာ